အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဒီအော်ပတာဖန်မှာကျွန်တော်ဒီနဘေးကရောဗီဒီယိုရဲ့နဘေးကညီပြီးတော့ကျွန်တော်ဒီစာတန်းထိုးလာတယ်ပေါ့နော်စာတန်းထိုးလာရဲ့ကျွန်တော်ပြီးတော့ရှိကျွန်တော်ဒီ logo ထိုးလာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာလောက်ပြသွားမှာဖြစ်ပါတယ်ဟောကျွန်တော်ဒီဒီမှာပေါ့နော်ဒီလိုမျိုးကျွန်တော်ဒီ logo ဝက်ဖြစ်ကျွန်တော်ဒီစာတန်းထိုးဝက်ဖြစ်ပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ logo ဝက်ဖြစ်ပေါ့နော်ကျွန်တော်ဒီပြီးတော့ရှိကျွန်တော်ဒီကြော်ညာ logo ပဲပြောတော့ကျွန်တော်ဒီထိုးလို့ရပါတယ်။အဲ့တော့ကျွန်တော်ဘယ်လိုထိုးရမလဲဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာပေါ့နော်။အဲ့ဆိုတော့ကျွန်တော်ဒီဟိုတော့ပြတဲ့ after effect file ပေါ့နော်ဒီမှာကတော့ကျွန်တော်ကဒီ2022ကိုကျွန်တော်တောက်တာနော်ဒီမှာကျွန်တော်ဒီ project တည်ဆောက်ပါကျွန်တော်ဒီ new project ကိုသွားပါ new project သွားရဒီမှာပြောရှိကျွန်တော်ဒီ new composition တော့ကျွန်တော်ဒီပြုလုပ်ဆိုတော့ကျွန်တော်ဒီ composition အရင်တည်ဆောက်ရအောင်နော်အဲ့ကျွန်တော်ဒီ composition ယူမယ်ပြောရှိရင်ကျွန်တော်ဒီမှာအဲ့ဒါတော့ကျွန်တော်ဒီနာမည်ကြိုက်တာပြရောနော်ဟုတ်လားပြီးတော့ရှိကျွန်တော်ဒီ page နေရာမှာကျွန်တော်တို့ကဒီမှာကိုလုံးမဲ့ resolution ပေါ့နော်ကျွန်တော်ဒီ video ရဲ့ resolution ကိုဒီမှာကိုလိုတဲ့ size ကိုဒီမှာယူလဲပေါ့နော်ကျွန်တော်ဒီမှာ1920 1080p ကိုယူလဲပေါ့နော်ဒီမှာကျွန်တော်ဒီ frame ကကျွန်တော်ကိုကြိုက်တဲ့ frame ယူလို့ရနော်ကျွန်တော်ဒီ30 frame လောက်ပဲထားလိုက်မယ်ပြောရှိကျွန်တော်ဒီ our direction မှာကျွန်တော်ဒီ5 second လောက်ပဲထားပလဲပေါ့နော်5 second လောက်ပဲထားလိုက်မယ်ပြောလို့ရှိရင် okay ပလဲပါဒါဆိုဒီမှာကျွန်တော်ဒီ composition တခုရပါနော်အဲ့ဒီမှာကျွန်တော်တို့ကရေစောကျွန်တော်တို့ဗောနော်ကျွန်တော်ဒီစာအရေးရိုက်မှာဗောနော်စာရိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာပေါ်မှာတီလေးရှင်းနော်တီလေးကိုတွားလိုက်ပါတော့ဒီနောက်ဒီမှာကျွန်တော်ဒီ fault ပြောပါဗောနော်ကျွန်တော် fault family ကိုကြိုက်တဲ့ fault ကိုပြောဗောနော်ဒီမှာကျွန်တော် English fault ကိုပြောရအောင်Okay တခုပြောလဲဗောနော်ပြောရှိကိုရေးချတဲ့နေရာမှာတစ်ချက်နှိုင်းလိုက်ပါပြောရှိရောဒီမှာကိုရေးချတဲ့စာအောင်နော်နော်sorry Okay ပြောရှိရောဒီပေါ်မှာရောဒီselection 2ပြယူလဲနော်ဒီဘော view ထားလို့ရနော်ပြောရှိရောဒီမှာ site ပေါ့နော် site ကကြောဒီနားမှာအဲ့တော့ကြောဒီမှာကြည့်သေးတော့လဲပေါ့နော်အားလည်းမကြည့်တော့နည်းနည်းလေးပဲဟုတ်ပြောရှိကျွန်တော်နောက်ထပ်တစ်ကြောက်ထိုင်ရင်းမှာဆိုတော့ဒီကောကျွန်တော် control D နဲ့ပွားတယ်မနော် control D နဲ့ပွားလို့ရှိကျွန်တော်ဒီပေါ်လေးဆွတ်တယ်လေပြောလို့ရှိဒီမှာ national လို့ရှိရင်ဒီနော်Okay နော်အဲ့ဒီမှာကိုကြိုက်တာရေးပေါ့နော်ဒီပြောရှိဒီပေါ်ကောကျွန်တော်အဲ့ဒီမှာတေးချတယ်ပေါ့နော်ကျွန်တော်ကြီးနေလို့ရှိရင်စင်ပြေ Okay ဒီလောက်လေးထားလိုက်မယ်နော်ပြီးတော့ဒီမှာ forward ကျတော့ကိုကြိုက်တဲ့ forward ပြောင်းနော်ကျွန်တော်ပြောရတယ်ကျွန်တော် forward ပြောင်းရကိုပြောင်းမဲ့layer တစ်ချက်ယူရမှာယူထားလို့ရှိရင်ကျွန်တော်ဒီနေရာမှာပေါ့နော်ကိုကြိုက်တဲ့ forward တွေပြောင်းရပါတယ်Okay ကျွန်တော် forward ရဲ့အတိုင်းတွဲထားတယ်နော် trade duro model ဒီမှာဒီလောက်ကထားရတယ်နော် ဒီပြီးတော့ဒီမှာ color လေးကိုကျဲတဲ့ color ထည့်ရအောင်ဒီမှာ color ပါ
ကျဲတဲ့ကလောက်ထဲပါကျွန်တော်တော့ဖြူရပဲထားလာပြလဲနော်ပြီးတော့လို့ရှိရင်သူတို့ဟိုဒီမှာနဲ့ပေါ်နဲ့ကန်နေရပေါ်နဲ့တဲတယ်ပြီးတော့ရှိသူတို့ကျွန်တော်ဒီမှာ must ထဲပါနော် must ထဲမှာဆိုတော့ဒီပေါ်ကကြော်ဒီလွယ်တဲ့ကတူးတွေကိုသွားပါလွယ်တဲ့ကတူးတွေသွားလို့ရှိရင်ကြော်ဒီမှာfake color ကိုကျွန်တော်fake color ယူနော်ပြီးတော့ကျွန်တော် stock ကိုဖြောင်းပါနော် stock ကိုဖြောင်းမယ်ပြီးတော့ရှိရင်ကျွန်တော်ဒီအောက်ကြောရင်ကျွန်တော်ဒီလိုလေးဆွဲလိုက်ပါနော်ဒါကျွန်တော်ဒီ mat ပေါ့နော်ကျွန်တော်ဒီစာပြေးတဲ့လမ်းကြောက်ထဲဟုတ်တယ်ပေါ့နော်ပြီးတော့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်တို့ကအောက်စာကြောင်းမှာထဲမှာဆိုတော့ကျွန်တော်ဒီသူ့ရဲ့ပေါ်မှာပေါ့နော်သူ့စာရဲ့ပေါ်မှာကျွန်တော်သွားတည့်ပေးရပါတယ်နော်ပြီးတော့ရှိရင်ကျွန်တော်ဒီနေရာမှာtrust မှလောက်ရမှာနော် trust မှလောက်တဲ့ကျွန်တော်ဒီ call လေးမရှိဘူးဆိုကျွန်တော် keyboard ညီပေါ့ F4 နိုင်ပြီးတော့ရှာလို့ရရနော် F4 ပါဟုတ်လားပြီးတော့ရှိကျွန်တော်ဒီအောက် layer ကိုရွေးထားလို့ရှိရင်ကျွန်တော်ဒီမှာ trust မှပေါ့နော် trust မှလောက်ပေးလိုက်ပါကျွန်တော်ဒါဆိုဒီလိုရပြီနော် okay ပြီးတော့ဒီပေါ်က layer လည်းပဲကျွန်တော်တို့ကဒီလိုပေါ့နော်နောက်ထပ်တစ်ချက်ကျွန်တော်ဒီမှာပြပြီးတော့ဆွဲရမယ် sorry သူ့ layer မှာတော့ရွေးထားလို့နော်ကျွန်တော်ဒီချားနေရတစ်ချက်နိုင်ထားလိုက်ပါကျွန်တော်ဒီမှာ shade layer ယူပါဦးနော် okay okay ပြီးလို့ရှိရင်ကျွန်တော်တူးလည်းပဲကျွန်တော်ခုနကလိုပြောပါနော်ကျွန်တော်ဒီမှာ trust mark ကျွန်တော် trust mark လောက်လိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကခုနကလောက်ထားတဲ့စာရေးထားစာlayer ပါနော်စာ layer ကိုတစ်ချက်ရေးထားလိုက်ပါပြီးလို့ရှိရင်ကျွန်တော်ပြီးပေါ်ညီတော့ PU နိုင်ပါနော် PU နိုင်လို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကဘယ်နှစ်စက္ကန့်လောက်လိုက်ပါကျွန်တော်ဒီမှာ2စက္ကန့်လောက်ထားလိုက်ပါနော်2စက္ကန့်လောက်ထားလို့ရှိရင်ကျွန်တော်ဒီမှာ position ကို keyframe ချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအစကိုပြလာမှာနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီဘက်ဆွဲထားလိုက်မှာနော်ဒီလိုလေးပေါ့နော်ကျွန်တော်ဒီညာဘက်ဆွဲထားရအောင်ဘယ်ဘက်ဆွဲထားရကိုယ့်ကိုကျဲတဲ့နေရာဆွဲထားပါတော့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ keyframe ကိုဒီလို select ပေးလို့ရှိရင်ကျွန်တော်ဒီ keyboard ညီ F9 ကိုနဲ့လိုက်နော် keyboard ညီ F9 နဲ့ကိုရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ graph speed ပေါ့နော်ကျွန်တော်ဒီမှာ select ပေးလို့ရှိရင်ကျွန်တော်ဒီလိုလေးspeed လောက်လိုက်မှာပေါ့နော်ပြီးတော့ဆိုကျွန်တော်ဒီလိုရအောင်ပေါ့နော် okay နော်အဲ့ဆိုကျွန်တော်ဒီပေါ်ကစာပါကျွန်တော်ထပ်လို့ရအောင်နော် okay ကျွန်တော် keyboard ယူတော့ PO နိုင်မယ်ပြီးတော့ကျွန်တော်ခုနကသူ့မှာခုနကကျွန်တော်ဒီမှာ2စက္ကန့်ယူရတော့ကျွန်တော်ဒီ2စက္ကန့်ကို2စက္ကန့်မှာကျွန်တော်လာထားလိုက်အောင်နော်ပြီးတော့ကျွန်တော်ဒီ position ကိုကျွန်တော်ဒီမှာ keyframe ချလိုက်အောင်နော်ပြီးတော့စာကိုပြလာမယ်ပြီးတော့ကျွန်တော်ဒီဘက်ကိုဆွဲထားလိုက်ပါနော် okay ပြီးတော့ရှိရင်ကျွန်တော်ဒီမှာ select ပေးလိုက်ပါနော် keyframe နှစ်ခုဒီလို select ပေးလိုက်ပါပြီးတော့ရှိ keyboard F9 ကိုနိုင်ပါနော်ပြီးတော့ရှိကျွန်တော်ဒီမှာ graph speed ကိုပြပြီးတော့တည့်လိုက်နော်ဒါဆိုဒီလိုရပြီနော် okay ပြီးတော့ရှိဒီလိုရပြီးတော့ရှိရင်ကျွန်တော်တို့ကသူ့အောက်မှာပေါ့နော်အောက်မှာကျွန်တော်ကဒီမှာ shade လေးတစ်ခုဆွဲလိုက်မှာနော်ဒီလွယ်တဲ့က2ပဲယူလိုက်ပါနော်လွယ်တဲ့က2ယူလို့ရှိရင်ကျွန်တော်ဒီမှာတိတိလေးပေါ့နော်ဒီအောက်မှာဒီလောက်လေးပေါ့ဟုတ်နော်အဲ့လိုလေးဆွဲလိုက်မယ်ပြီးလို့ရှိရင်သူ့မှာကျွန်တော်ဒီအတူကိုကျွန်တော် scale ကစားအောင်ဆိုတော့ကျွန်တော်ဒီ wire လေးရအောင်နော်ဒီ wire လေးကကျွန်တော်ဒီပြေရောက်နေအဲ့ဒါကိုကျွန်တော်တို့ကဒီတောက်လေးထားပေးရအောင်နော်အဲ့ဒါကို keyboard ညီပြီးတော့ wire ကိုထားလိုက်ပါ keyboard ညီ wire ထားလို့ရှိရင်ကျွန်တော်ဒီ call လေးကတော့ဒီဘက်တောက်ကိုဆွဲထားလိုက်ပါနော် okay okay ပြီးလို့ရှိရင်ကျွန်တော်ဒီ shade layer 2လေးကိုကျွန်တော် keyboard ညီ S ထားလိုက်အောင်နော်ကျွန်တော် scale ကစားအောင်ဆိုတော့ကျွန်တော်ဒီမှာပြီးတော့ကျွန်တော်ဒီမှာ jet လေးရှိဒီ jet လေးဖြောက်လိုက်နော်ဖြောက်လို့ရှိရင်သူ့ကိုကျွန်တော်ကဒီမှာ2စက္ကန့်ခုနကကျွန်တော်လောက်တာ2စက္ကန့်ဟုတ်လားဒီ2စက္ကန့်မှာကျွန်တော်လာထားလို့ရှိရင်ကျွန်တော်ဒီမှာ keyframe ချလိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီစာကိုလောက်လို့ရှိရင်ဒီမှာ0ပေါ့နော် data set ဒီလိုရအောင်နော်ပြီးလို့ရှိရင်ကျွန်တော်သူ့ကိုလည်းပဲကျွန်တော်ခုနလိုမျိုးကျွန်တော်ဒီမှာ keyframe ကို select ပြီးလို့ရှိရင် keyboard ညီတော့ F9 ကိုနိုင်ပါနော်ဒီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ graph speed ကိုတင်ပါနော်ဒါဆိုဒီလိုရအောင်နော်ပြီးလို့ရှိရင်ဒီကောက်ကကျွန်တော်ကလေးနှစ်ခုပေါင်းပါနော်နောက်ထပ်တစ်ခုပေါင်းပြီး keyboard ညီပြီးတော့ control D နဲ့နော် control D နဲ့လို့ရှိရင်သူကကျွန်တော်ဒန်းတူခင်းတာဖြစ်တဲ့ကျွန်တော်ဒီအောက်ကောက်ကိုကျွန်တော်ဒီပင်တိုက်လိုက်ရညီပြီးတော့နော်ကျွန်တော်ဒီရှေ့နေနဲ့ဆွဲလိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက် layer ကိုကျွန်တော်ဒီအောက် layer နော်အောက် layer ကိုကျွန်တော် color သွင်းရအောင်နော်
ခါလာတဲကြော်ဒီညာကြော်ဒီFFPZ လာအောင် FFPZ မှာကျွန်တော်ဒီမှာ free ဘောနော် free color ကျွန်တော်ယူနော်အဲ့ဒီ free color ကိုကျွန်တော်ဒီအောက်ကshade layer 2မှာတော့ထည့်ပါနော်ပြီးတော့ရှိကျွန်တော်ဒီမှာကြာတော့ကျွန်တော်နေရောက်ထည့်တာပါနော်ဒါကိုယ့်ရဲ့ logo နဲ့ကြိုက်ပြီးဟိုပါဘောနော်ကိုယ့်ရဲ့ logo အရောင်နဲ့ကျွန်တော်ကအကြည့်ပြီးတော့ထည့်လိုက်ပါနော်ကျွန်တော်ဒီမှာ YouTube အတွက်လောက်ထားဆိုတော့ကျွန်တော်ဒီနေရောက်ထည့်ထားရမှာနော်โอเคမရှိတော့ flip board တွဲလောက်ရဆိုတော့ဒီမှာပြရော်လေးထားဖို့လဲပါနော်โอเคဒါကကျွန်တော်နေရော်နဲ့မှထားလိုက်ပါနော်โอเคဒါဆိုဒီလိုရပြီနော်โอเคဒါလေးပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာcomposition တခုထပ်ယူလိုက်ပါနော်ဒီ composition ကကျွန်တော် logo တွဲတောင်းဆိုတော့ကျွန်တော်ဒီ logo ပေါ့နော်ဒီ site ကကျွန်တော်တို့က400လောက်ကထားအောင်နော်ဒီက low လေးဖြောထားအောင်နော်โอเคဒီမှာ400တော့ဒီ glacier တော့ခုနတိုင်ပါနော်โอเคဒါ400 site ယူလဲပါလေပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာကိုထဲမဲ့ logo ပေါ့နော်ကျွန်တော် YouTube တွဲတဲ့ YouTube logo ထဲမဲ့ Facebook တွဲတဲ့ Facebook logo ထဲမှာနော်ကျွန်တော်ဒီလေးဆွဲထားလိုက်ပါနော်ပြီးတော့လို့ရှိရင်ဒါထားထားလိုက်ပြီးတော့ရှိကျွန်တော်ဒီမှာ right click နဲ့ U ကညီပြီးတော့ကျွန်တော် solve လိုက်ပါနော်ပြီးတော့ရင် control ဝိုင်နေလို့ရနော်ဒီမှာက YouTube တွဲဆိုတော့ကျွန်တော်ဒီမှာနီးရောက်ထားပါလိုက်ပါနော်โอเคနီးရောက်ထားမယ်အပြီးဒီနီးရောက်ကိုကျွန်တော်က position ပေါ့နော်ပြီးတော့ညီ P ကိုထောက်လိုက်မယ်သူ့ကိုကျွန်တော်က1 second လောက်မှာနော်1 second လောက်မှာကျွန်တော် key frame ချမယ်ပြီးတော့စာအုပ်လာလို့ရှိရင်ကျွန်တော်ဒီဘက်ဆွဲထောက်လိုက်မယ်နော်โอเคဒီလောက်ထိပါโอเคနော်ဒီလိုလေးပေါ့โอเคနော်ပြီးတော့ရှေ့ကြောဒီမှာ key frame select ပြီးလို့ရှိရင် keyboard ညီပြီးတော့ F9 ကိုနိုင်မယ်ပြီးတော့ရှေ့ကြောဒီမှာ graph speed ကိုတက်လိုက်အောင်နော်โอเคနော်ပြီးတော့လို့ရှိရင်သူနောက်ထပ်တစ်ခုcontrol D နဲ့ချက်ပေါင်းเนาะကျွန်တော်နှစ်ခုပေါင်းမယ်ဆိုတော့ control D နဲ့ပေါင်းပြီးတော့ရှိတော့ရှင်းနောက်နည်းနည်းလေးရွှေ့လိုက်โอเคပြီးတော့ရှိဒီပေါ်ကောကျွန်တော်ခုနထည့်တဲ့ fake color ပေါ့နော်ဒီ fake color ကိုထည့်မယ်ပေါ်မှာထည့်မယ်เนาะပေါ်မှာထည့်မယ်ဆိုတော့သူ့ကိုကျွန်တော်ဖြူရုပ်ထည့်ရနော်ဒါဆိုဒီလိုရအောင်เนาะโอเคဒီလိုပြီးတော့မှကျွန်တော်တို့ဒီမှာ logo เนาะကိုထည့်ရတဲ့ logo ကိုကျွန်တော်ဒီမှာလာထည့်မယ်เนาะlogo စိုက်ကြည့်တော့ကျွန်တော်ဒီတောင်းရပြီးတော့ shift key ကိုဖိလို့ရှိရင်ကျွန်တော်မကြည့်သေးလောက်ရအောင်เนาะโอเคဒီ logo လိုက်ကျွန်တော်တို့က animation လောက်ရအောင်เนาะ animation လောက်တဲ့ကျွန်တော်ဒီမှာ 1 second မှာထားရမယ် keyboard ည P ကိုထောက်မယ်ပြီးတော့ရှိ key frame ချမှာเนาะပြီးတော့ကျွန်တော်ဒီစောက်လောက်လို့ရှိရင်ဒီလိုလည်းပြည့်ဆွဲထွက်လိုက်မှာเนาะโอเคကျွန်တော်ဒီမှာ clip ဒီပေါ်ညပြီးတော့ F9 နဲ့မှကျွန်တော် graph speed ကိုတင်အောင်เนาะโอเคဒီလိုရနော်ကြောဒီကောင်းနဲ့ရွှေ့လိုက်โอเคโอเคနော်ကိုစစ်ပြီးလို့ထားရအောင်နော်ဒါတော့ကျွန်တော်ဒီလိုရပြီနော်ဒီလိုရောက်စီကျွန်တော်ခုနနေရာကိုပြလာအောင်နော်ပထမလောက်ထားတဲ့ composition နေရာကိုနော်ဒီနေရာကိုပြလာမယ်ပြလာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကောက်လေးကိုကောလောက်တော့ကျွန်တော် select ပေးလို့ရှိရင်ကျွန်တော် pick copy လောက်ပဲเนาะ pick copy လောက်ပြီး pick copy လောက်ပဲကျွန်တော်ဒီမှာ shift control C ပေါ့เนาะ shift control C ကျွန်တော် pick copy လောက်ပဲလေပါဒါကိုနောက်မှကြိုက်တာပဲလေပေါ့เนาะโอเคအဲဒါကျွန်တော်ဒီမှာ composition နဲ့တစ်ခု layer တစ်ခုပေါ်လိုက်ပေါ့เนาะโอเคပြီးလို့ရှိရင်ခုနလောက်ထား logo เนาะဒီမှာဒီ logo ကိုကျွန်တော်ဒီသူ့ရဲ့ပေါ်မှာလာပြီးတည်လိုက်ပေါ့เนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာနေရာချအောင်เนาะဒီမှာကြီးနေလို့ရှိရင် keyboard ညီပြီးတော့ S ကိုနိုင်ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာအသေးသေးလေးထောင်းเนาะโอเคနော်ဒါဆိုရင်ကျွန်တော်ဒီလိုရရပါတော့โอเคဒါကိုဆက်ပြီးကြလို့နေရာလေးရွှေ့ထားလို့ရနော်โอเคနော်အဲ့ဆိုကျွန်တော်တို့ပြီးလို့ရှိရင်ဒီနှစ်ခုထပ်ပြီးတော့ကျွန်တော်ဒီ pick copy ထပ်လုပ်ပြလိုက်ပါနော် pick copy လုပ်ပြလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုဒီမှာရှေ့ကကြတော့ထွက်လာတယ်ကျွန်တော်ဒီနောက်မှာတော့ကျွန်တော်ဒီပြဝယ်အောင်ပြလောက်မှာပါနော်နောက်မှာကျွန်တော်ဒီမှာဆောက်ရကျွန်တော်မဝယ်တော့ဘူးเนาะအဲ့ဒါကိုကျွန်တော်တို့ကဒီတိုက်လိုက်ဒီ layer မှာပေါ့နော် right click နဲ့လို့ရှိကျွန်တော်ဒီမှာတိုက်ကနေပြီးတော့ကျွန်တော်ဒီမှာ frame of left frame ပေါ့နော်ဒီကော်လေးကိုနိုင်လဲပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကိုတတ်မှတ်ရမှာပေါ့နော်
ကိုကဘယ်နဲ့စက်ကလောက်လဲခုနလောက်ထားတာ2စက်ကနော်2စက်ကမှာကျွန်တော်ဒီမှာ2ဖြစ်နေဒီမှာ3ထားပလဲပေါ့နော်3ပြီးလို့ရှိရင်ဒီနောက်နာလေးမှာ4စက်ကလောက်မှာကျွန်တော်တို့ကဒီမှာလည်း3လောက်ထားပလဲဆိုနော်ပြီးလို့ရှိရင်ဟိုနောက်ဆုံးမှာကျွန်တော်တို့ကဒီမှာ0ထားပေါ်ရအောင်နော်အဲ့လိုမှကျွန်တော်တို့ကဒီနောက်ကိုပြပြီးတော့ဝယ်အောင်နော် Okay အဲ့ဆိုကျွန်တော်ဒီမှာ keyboard ညင်ပြီးတော့ကျွန်တော်0နိုင်ပြီးတော့ဖွဲ့ကြည့်လို့ရနော် Okay နော်ဒါဆိုကျွန်တော်ဒီမှာစာထွဲလာတဲ့တိုင်ကျွန်တော်ဒီနောက်မှလည်းသူပြဝယ်သွားတာပေါ့နော် Okay နော်ဒါဆိုကျွန်တော်ဒီ logo ကျွန်တော်ဒီနေရာမှာကိုကြိုက်တဲ့ကိုတော့ချင်တဲ့ logo ထည့်ဖို့ရနော်ကိုကြိုက်တဲ့အစာလေးထည့်ပါပြီးတော့ရှိကျွန်တော်ဒီ color လေးကိုကြိုက်တာလေးချဲပေါ့နော်အဲ့ဆိုကျွန်တော်ဒီဘေးကညီပြီးတော့ကျွန်တော်ဒီလိုရကူထိုးရတဲ့တိတ်တယ်ပဲ logo ဖြစ်ရောကျွန်တော်ဒီလိုရကူထိုးတက်မှာပေါ့နော် Okay ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါအောင်နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်